ကဲစာပီလေးလာရေးအဖွဲ့ဝင်တွေအားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ရင်းမြစ်စာအုပ်ရှင်းလင်းတင်ပြချက်လေးကနေနှွေးထွေးစွာကြိုဆိုပါရစေဒီနေ့မှာတော့ Mississippi မြစ်ပြင်ဂျက်ကြီးတွေရှောင်းစုံစင်းသွားတဲ့စိတ်ဝင်စားစရာခရီးစဉ်တစ်ခုကိုပထမလူကိုယ်တိုင်ပြောပြတဲ့နှုတ်ပြောရာဇဝင်ဖြစ်အသက်ဝင်လာအောင်အသေးစိတ်လေ့လာသွားကြပါမယ်ဒီခီးစဉ်ဟာလေးလာသူတွေကြွလုံးဝကိုဆွဲညစ်သွားစေမဲ့ကိုယ်တိုင်မြစ်ပြင်ပေါ်ရောက်သွားသလိုခံစားရမယ့်အတွေ့အကြုံတစ်ခုဖြစ်လာမှအသေးကြပါပဲအားလုံးပဲအဆင်ပြေပြီဆိုရင်စတင်လေ့ကြရအောင်အရင်ဆုံးကျွန်တော်ရဲ့လေးလာမှုကို1984ခုနှစ်ကပထမဆုံးထုတ်ဝေခဲ့တဲ့မူရင်းဆောင်မျက်နှာဖုံးလေးနဲ့စတင်လိုက်ချင်ပါတယ်။တမိုင်းဝင်ဒီတီးတန့်ထုတ်ဝေမှုဟာအမေရိကန်စာပေသမိုင်းရဲ့စကြောင်းပြောဆိုမှုပုံစံကိုတကယ့်ကိုတော်လန်ပြောင်းလဲပစ်ခဲ့တာပါ။ခေတ်ဟောင်းပုံလေးစာအုပ်ရဲ့အငွေ့အသက်ကိုခန်းစားရင်ဒီကန်နဝင်လက်ရရဲ့ကဘာလေးတွေကိုအတူတူဝင်ရောက်ကြည့်ကြပါစို့ဒီဆော့ကြောင်းလေးကိုတီချာလေးကြည့်လိုက်ပါစကြောင်းပြောသူရဲ့ပက်ကတိအတိုင်းရှိနေတဲ့စရိုက်လက္ခဏာကိုအမိယာဖန်းဆုပ်ပြထားတာနော်ထာမန်စာပေဟန်ဒီနဲ့မတူပဲအရိုင်းဆန်ပြီးဓာတ်ရိုက်ပြောဆိုတဲ့အတုံးနှုံးတွေကိုချက်ချင်းမိတ်ဆက်ပေးထားတာဟာစာရေးဆရာရဲ့ပါနတ်လာတဲ့ကွက်စင်မွေးခုပါပဲဒီလိုတဘာဝကြအရေးအေးသားကကျွန်တော်တို့စာဖတ်သူတွေကိုချက်ချင်းပဲဇလန်းနဲ့အလိုလိုဆွဲခေါ်သွားပါတော့တယ်အပိုင်းတိလွတ်မြောက်မှုအတွက်တေးချင်းရောင်ဆောင်ခြင်းခေါင်းစဉ်ခွဲအနေနဲ့တိမ်လေးဒီမှာလွတ်မြောက်ခြင်းဒီစကားဟာဖခင်ထက်သူပပရဲ့စကားပါဒီစကားကိုတိကျနားထောင်ကြည့်ရင်ကန်းဆက်မှာနေထိုင်ရတာဟာဘလောင်းတောင်အသက်ရှူချက်ပြီးအန်ဒီရဲ့များလာတယ်လဲဆိုတာပြီးဖိမြင်ကြည့်မြင်နိုင်ပါတယ်စက်ကြောင်းပြောသူရဲ့ငွေကြီးကိုအကြမ်းဖက်လူယူဖို့ချင်းချောက်နေတဲ့အနေထားဘလို့မှရှောင်ရလို့မရရဲလေဘင်းကိုထားနဲ့ထောက်ထားတယ်လို့အန်ဒီရတစ်ခုအထင်ထားပေါ်လူနေတာပေါ့ဆိုတော့ဒီလိုအသက်အန္တရာယ်ကြားကနေဘလို့လွတ်မြောက်အောင်လုပ်ခဲ့တယ်လဲအခုဖော်ပြထားတဲ့အဆင့်တွေကိုလေ့လာကြည့်ပါကိုအသက်ခံရတရားဖန်တီးခဲ့တဲ့ဒီလောက်ရက်တည်းကတကယ့်ကိုညာညီမြင့်မာပြီးတွက်ချက်မှုတိကျလွန်လာပါတယ်လူတွေကမြစ်ထဲမှာအလောင်းရှာနေချိန်မှာသူကတော့လုံခြုံတဲ့နေရာကို ACC ထွက်ပြီးလွတ်မြောက်သွားနိုင်ခဲ့တာလုံဝါကိုအန်တိုချီကျူးစီယာကောင်းလွန်လာပါတယ်အပိုင်းနဲ့မျက်နဲ့ဖောင်ခေါင်းစဉ်ခွဲအနေနဲ့ပြောင်းလဲသွားသောလွတ်လပ်မှုအတိတ်ပဲဒီနိုင်ရှင်ချက်လေးကတော့အလွန်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ကိုနှွန်းပိုင်းမှာယဉ်ကျေးတဲ့လူအဖွဲ့အစည်းလို့အမည်သက်ထားပြီးမြဲတကယ်တမ်းမှာရံပွဲတွေအကြမ်းဖက်မှုတွေနဲ့အန်တရရတာပြည့်နှက်နေရပါစန့်ကျင်ဘက်အနေနဲ့နစ်ပင်ပေါ်ကဖောင်လေးပေါ်မှာတော့စဉ်းစားကြည့်ပါကြေရောင်းအောင်မှာအေးချမ်းစွာမျောပါရင်တန်းတူညီမြမှုနဲ့လုံးကြုံတဲ့အချစ်ကြံမှုကိုအပြည့်အဝခံစားရတာကိုအထင်ရှားတွေ့မြင်နိုင်ပါတယ်ဒါဟာတကယ်လွတ်လပ်မှုရဲ့အရာသားပဲမဟုတ်လားအခုကိုကားချက်လေးကတော့ဒီဇလန်ရဲ့အသက်သွေးကြောလို့တောင်စွန့်နေပါတယ်လူပွဲစည်းရဲ့တင်းကျပ်တဲ့စီးမင်းတွေကနေကင်းကွာပြီးဖောင်လေးပေါ်မှာရရှိလိုက်တဲ့လွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုဟာဘလောက်တောင်နှက်ရှိန်တယ်လဲဆိုတာကိုဒီစကလုံးလေးတွေကအကောင်းဆုံးသရုပ်ဖော်ပြသနေတာဖြစ်ပါတယ်မြစ်အောက်ပိုင်းကိုစုံစင်းစားတဲ့ခရီးစဉ်တမိုင်းကြောင်းကိုဒီအချင်းပြမှတ်တမ်းလေးမှာတေချာလေးလာကြည့်ကြရအောင်ပထမနေ့ဂျက်စတင်ဂျွန်းကိုထပ်ပြေးတာကလို့မုန်တိုင်းဒီမြူနင်းတွေကြောင့်ဖျက်ထန်းထည့်ရတဲ့ဒီခရီးစဉ်ဟာရုပ်ပိုင်းဆိုင်ရာအရွေတစ်ခုတက်တဲ့စာဝကပါဘူးစီးပိုင်းဆိုင်ရာပြောင်းလဲမှုခရီးစဉ်ကြီးလည်းဖြစ်ပါတယ်မြေရီစီးကြောင်းအပြောင်းလဲတွေကသူတို့ရဲ့လက်လက်ရေးရှာဖွေမှုခရီးလမ်းကိုဘယ်လိုပုံဖော်ပြခဲ့တယ်လဲဆိုတာကိုအသေးချာချေရခံလေ့လာနိုင်ပါတယ်အပိုင်း3တောင်ကြားဒေသမှာအတန်များခေါင်းစဉ်ခွဲအနေနဲ့ဒေတာသုံးစကားအတက်ပညာဇောက်အစာမှာစာရေးဆရာကိုယ်တိုင်ရေးသားထားတဲ့ဒီရှင်းလင်းချက်ကိုကြည့်စကားတွေအောင်ယုံစကားပြောပုံချင်းမတူညီစေဖို့တဘာဝမကြတာမျိုးမချစ်ရလေအောင်ဒေတာသုံးစကားအမျိုးအစားအသီးသီးကိုစနစ်တကျခွဲခြားသတ်မှတ်ထားတာဟာတကယ်ကိုအမခံပါပဲဒါဟာဇလန်ရဲ့ပုံရင်းချင်းကိုတဝင်းလုရှာလာစေတဲ့အဓိကတိုးချက်တစ်ခုဖြစ်ပါတယ်စာရေးဆရာရဲ့အသေးစိတ်ကြောင့်မှုကတော့လုံးဝဂါရဝပြုစရာပါပဲဥပမာအနေနဲ့ဂျင်းမြက်ဒီစကားပြောဟန်ကိုကြည့်ပါဂျင်းမြက်ဒေတာသုံးစကားမှာကန်ဆက်ကလူတွေရဲ့ကြံတက်မှုတွေနဲ့လုံးဝကိုကွဲပြားခြားနားနေတာတွေ့ရမှာပါအလွန်ကိုနှွေးထွေးပြီးရိုးသားဖြူစင်တဲ့မေတ္တာတရားတွေကျေးဇူးတင်တဲ့စိတ်ချတဲ့ကင်းအောင်နေတာကိုဒီစကလုံးလေးတွေကနေတဆင့်ထင်ရှားစွာတွေ့မြင်ခံစားနိုင်ပါတာအခုတစ်ဖက်မှာဂျင်မီရဲ့စကားပြောဟန်နဲ့နိုင်ရှင်ကြည်နိုင်ဖို့အမိုးသမားအဘိုးကြီး box ရဲ့အနောက်တောင်ပိုင်းတော်ကြဒေတာသုံးစကားကိုဖော်ပြပေးထားတာပါကြည်လီဒီလိုရန်လိုပြီးကြမ်းတမ်းတဲ့ချင်းချောင်းနေတဲ့စကားပြောဟန်တွေကကန်းဆတ်မှာရှိတဲ့လူဖွဲ့စီရဲ့အမှန်တကယ်ပုံရိပ်ကိုအသက်ဝင်စွာပုံဖော်ပေးထားတာပဲဖြစ်ပါတယ်တကယ်ကိုကွာခြားလာတဲ့လောကနှစ်ခုပါပဲအပိုင်းလေးကန်းဆတ်မှလူလင်များခေါင်းစဉ်ခွဲကတော့လူဖွဲ့စည်းနဲ့ထိတ်တိုက်တွေ့ချင်းဒီနေရာမှာတော့ဇလန်းရဲ့အလဲအပြောင်းလို့ဆိုရမယ်ကိုမျိုးစားနာဘရင်လို့သမုတ်ထားတဲ့လူလိုက်နှစ်ယောက်အကြောင်းကိုမိတ်ဆက်ထားပါတယ်သူတို့ဟာဖောင်းကအတင်းလူယူပြီးဂျင်ကိုကျိုးတို့ကနေခင်းပတိမှာပါခီးဆက်ဖို့ရဲရဲဆက်ဆက်အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်ဒါဟာငင်းချက်တဲ့ဖောင်လေးပေါ်ကိုလူဖွဲ့စည်းရဲ့ဆိုးသွမ်းမှုတွေအကျင့်ပြစ်ခြားစားမှုတွေအတင်းဝင်ရောက်ကူးဆက်လာခြင်းပဲဖြစ်ပါတယ်
သူတို့ကျိုးလွန်ခဲ့တဲ့လိန်လည်မှုအချက်အလက်တွေကိုကြည့်လိုက်ပါအောင်မြေကန်ဘေးကမြို့လေးတွေမှာသူတို့လုပ်ခဲ့တဲ့အလိန်အညာတွေကတဆင့်အဲ့ဒီခေတ်ကယဉ်ကျေးပါတယ်ဆိုတဲ့လူဖွဲ့စည်းရဲ့လောဘကြီးမှုနဲ့အလွယ်တကူယုံကြည်တတ်တဲ့အားနည်းချက်တွေကိုအကွက်ချက်ကြဖော်ထုတ်ပြသထားပါတယ်ဟန်ဆောင်မှုတွေနဲ့ပြည့်နေနေတဲ့လူဖွဲ့စည်းရဲ့တယုံမှန်ကိုဖွင့်ချလိုက်တာပါပဲ အခုဖော်ပြထားတဲ့စာသားလေးဟာဒေါ်ဝင်မျိုးနွယ်ဆိုသူတွေရဲ့ပေါ်ပြန်လည်သုံးသပ်ထားတဲ့မှတ်ချက်တစ်ခုဖြစ်ပါတယ်။စနစ်ကြကြဖွဲ့စည်းထားတဲ့လူဖွဲ့စည်းအတွင်းမှာမွေးရပါလာတဲ့အားနည်းချက်တွေကိုကိုကျင်တရားပိုင်းဆိုင်ရာတတိပြုမိလာမှုကိုဒီစကလုံးတွေကနေတဆင့်အလွန်ထက်မြက်စွာထောက်ပြထားပါတယ်။တကယ်တော့ဒါဟာလူတဘာဝကိုလောင်ပြောင်လိုက်တာလည်းဖြစ်ပါတယ် အဖိုင်းကနေမီတိတူထွတ်ခွာခြင်းခေါင်းစဉ်ခွဲကတော့ကိုကျင်တရားဆိုင်ရာအထွတ်ထိပ် ကဲလိလာသူများအတွက်အလွန်ကြီးမားတဲ့အကြအတဲတစ်ခုကိုအခုရင်ဆိုင်ရပါပြီစဉ်းစားကြည့်ပါဂျင်ဘုံကောင်းနေလဲလာကိုစာရေးပြီးသတင်းပေးလိုက်မလားဒါမှမဟုတ်ရဲ့သတင်းမပေးပဲဥပဒေကိုချိုးဖောက်ပြီးထားဝရငရဲကြခံမလားဆိုတဲ့ပြင်းထန်တဲ့ရဲချက်မှုကြီးကိုဆုံးဖြတ်ရတော့မှာပါဒါဟာရိုးရှင်းတဲ့ရွေးချယ်မှုတော့လုံးဝမဟုတ်ပါဘူး အခုတွေ့နေရတာကတော့လူဖွဲ့စည်းကတတ်မှတ်ထားရဲ့စီမင်းတွေကြောင့်အဖြစ်ရှိတယ်လို့ခန်းစားရပြီးတကယ်တမ်းရေးသားခဲ့တဲ့စာတစ်စောင်ပဲဖြစ်ပါတယ်။ဒီစာကိုရေးလိုက်တဲ့အခိုက်အတန့်လီမှာပဲစာရေးသူအနေနဲ့အဖြစ်တွေကနေစေးကြောတန့်စင်သွားတယ်လို့ခန်းစားခဲ့လာရလို့ရင်းမြစ်ထဲမှာဖော်ပြထားပါတယ်။လူဖွဲ့စည်းရဲ့လွဲမှုမှုကဘယ်လိုကြီးမားတယ်လဲဆိုတာမြင်နိုင်ပါတယ် ဒါပေမဲ့တကယ်တမ်းဘာဆက်ဖြစ်တယ်လဲဆိုတာဒီမြင်ကွင်းကိုကြည့်ပါဒါဟာဆက်လန်းရဲ့ရေးအပါဆုံးအတော်လန်းဆုံးအခိုက်အတန့်ပါပဲရေးထားတဲ့စာကိုအပိုင်းပိုင်းစုပ်ဖြဲပြလိုက်ပြီးအချင်းပြည့်နေတဲ့လူအဖွဲ့အစည်းရဲ့စီးမြင့်နေထက်မိတ်ဆွေတယောက်အပေါ်ထားရှိရဲ့တစ္ဆာတရားကိုရရဝန့်ဝန့်ဇွေးချေလိုက်ချင်းပဲချက်ပါတယ်ငရဲသွားရင်လည်းသွားပါစီရောဆိုတဲ့စိတ်ပိုင်းဖြတ်မှုဟာတကယ်ကိုကြက်တီးချစရာပါပဲ ကဲဇလိုင်းရဲ့နောက်ဆုံးဖြည့်ရှင်းချက်အနစ်ချုပ်တွေကိုလေးလာကြည့်ရအောင်တေတန်းစာရဂျင်ဟာလွတ်လပ်သူဖြစ်သွားတယ်လို့အမြဲချုပ်လက်နေတဲ့ father ရဲ့ anti-dial လည်းကင်းရှင်းသွားပါတယ်အားလုံးအစီအပြေသွားပြီးထင်ရပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးကတော့အန်ဆယ်လီကမွေးစားပြီးရင်ကျေးအောင်လုပ်ပေးမယ်ဆိုတဲ့အစီအစဉ်ပါပဲအဲ့ဒီတော့ဒါဟာရှောင်းလွဲချင်ခဲ့တဲ့ထွေပြေးချင်ခဲ့ရဲ့ရင်ကျေးတဲ့လူဖွဲ့စီရဲ့ anti-dial ကိုနောက်တစ်ချိန်ပြန်လဲရင်ဆန်ရမယ့်သဘောပါပဲလား ဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်ကိုအဆုံးသတ်ဖို့အတွက်အားလုံးကိုလေးနက်တဲ့မိကွန်းတစ်ခုခြံထားရချင်ပါတယ်ယနေ့ချီလူဖွဲ့စီမှာနေမဲ့သစီတို့ထထချင်းဆိုတဲ့အသေးပဲဟာဘာဖြစ်မလဲလူလမှုကိုမြဲမပြတ်ငတ်မှုရှာပွေနေတဲ့လူသားတွေရဲ့တဘာဝကိုဒီရမစ်ဆောက်ကအကောင်းဆုံးထင်ရပြတ်ထားနေပါတယ်ကျွန်တော်တို့ခုလန်ရောဘယ်လိုနေမဲ့သတီကိုရှာဖွေနေကြတယ်လဲစဉ်းစားကြပါပဲဒီတွေးလေးနဲ့ပဲကျွန်တော်တို့လေးလာရေးဖွဲ့ရဲ့ဒီနေ့ရှင်းလင်းတင်ပြချက်ကိုညီကုန်းချုံလိုက်ပါတယ်အတူလေးလိုက်ပါလေးလာပေးချတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်